တို့လုပ်သမျှကိုသဘောတူအောင်ဒေါအောင်ဆန်းစုကြည်လည်းမလုပ်နိုင်ခဲ့ပါဘူးနော်ဒေါအောင်ဆန်းစုကြည်ပြည်လျင်ဦးတန်းရွှေနဲ့ဇဝဲတဝိုင်းနဲ့ထမင်းစားခဲ့တယ်ထမင်းစားတဲ့ခါမှာဘယ်သူပါပြောရဲလဲမကြိုက်တဲ့သူတော့ရှိတာပေါ့ဟုတ်တယ်မလားတော့ပါတော့လေဒီမိုကရေစီရဲ့သဘောတရားအရဒေါအောင်ဆန်းစုကြည်ရဲ့ပြည်သက်90ရာခိုင်နှုန်းလောက်ကဒေါအောင်ဆန်းစုကြည်လုပ်သမျှကိုအပြည့်အဝယုံကြည်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ကနေကြည့်ဆိုပါတယ်ကျွန်တော်တို့ channel ဆိုရင်နေ့စဉ်နဲ့ဥပဒေလေးနဲ့ပတ်သက်တဲ့တရင်တူတရင်ကောင်းတွေကိုသိဆက်ပေးနေတာမို့ကျွန်တော်တို့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယုံကြည်ရတဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုကြည်လုပ်သမျှဟာနောက်ဆုံးပိတ်တော့အတိမတ်ပြုခံရတယ်အထို့တူပဲကိုစီကျွန်တော်ကိုမောင်မောင်နဲ့စုံတွေ့တယ်စုံတွေ့တဲ့အခါမှာကိုစီရဲ့ပြည်သက်69.9ရာခိုင်နှုန်းလောက်ကကိုစီကိုထောက်ခံတယ်ဆိုတဲ့ခါကျကိုစီလုတ်ခွင့်ရှိတယ်လုတ်ပိုင်ခွင့်ရှိတယ်နော်တရားဝင်ပါတယ်ထို့တူကျွန်တော်ကိုထောက်ခံတဲ့ပြည်သက်ကျွန်တော်ဆိုလည်းကျွန်တော်အဝင်ဝိုင်းနဲ့ကျွန်တော်ပြည်သက်လေးရှိတာပဲအဲ့တော့ကျွန်တော်ပြည်သက်ကလည်း69.9ရာခိုင်နှုန်းလောက်ကထောက်ခံတယ်ဆိုတဲ့ခါကျတော့ဒီမိုကရေစီရဲ့သဘောတရားအရလုတ်ပိုင်ခွင့်ရှိတယ်အဲ့ဒီ10ရာခိုင်နှုန်းပေးလိုက်မယ်ဗျအဲ့10ရာခိုင်နှုန်းတော့ခွင့်လွတ်ပါလို့ခင်ဗျားတို့ခဏလေးအလျှော့ပေးပါနော်ခင်ဗျားတို့လည်းဆက်လက်ပြီးစီးရုံပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ကိုအပုတ်ချပိုင်ခွင့်ရှိတယ်ပြောပိုင်ခွင့်ရှိတယ်ဆဲပိုင်ခွင့်ရှိတယ်နောက်ဆုံးပေးဖို့ရနော်ခင်ဗျားတို့သုံးသက်ချက်တွေပြောပိုင်ခွင့်ရှိပါတယ်အဲ့တော့ပါတော့လည်းပဲလူအများစုရဲ့ဆန္ဒကိုတော့အတင်းကိုယ့်ရဲ့လူနည်းစုတွေဆန္ဒလေးကအတင်းသွင်းနေရတော့မဟုတ်သေးဘူးလေနော်အဲ့တော့ဒီမိုကရေစီကိုချစ်ရင်လူများစုရဲ့ဆန္ဒကိုလျှော့ပေးရပါတယ်နော်ဟုတ်ပါတယ်တိတ်ကောင်းပါအနီးအစိမ့်ထက်နိုင်ငံတူးတောင်လုံးမဲ့ခေါင်းဆောင်ကောင်းအမေစုတက်တာတဲ့သူရှိရင်လည်းထောက်ခံပါပဲတဲ့နော်ဟုတ်ပါတယ်နော်ကိုပေါင်းစိတ်ထားကိုလေးစားပါတယ်ဟုတ်ပါတယ်အဲသူတို့စန့်ကျင်တဲ့900ရာခိုင်နှုန်းရဲ့ခန်းစားချက်ကိုလည်းကျွန်တော်တို့ပြစ်ပယ်မထားပါဘူးเนาะကျွန်တော်တို့နောက်ဆိုလည်းပို့ပြီးဆင်ကျင်ပါမယ်เนาะဆင်ကျင်ပါမယ်ဒါဒီမိုကရေစီပဲလေဗျာเนาะ90ရာခိုင်နှုန်းကျော်ကဖွင့်ပြတယ်ဆိုရင်ကျွန်တော်တို့က mandate ရပါတယ် mandate ဆိုတာကျွန်တော်တို့တွေးခွင့်ရှိပါတယ်69ရာခိုင်နှုန်းဆိုတဲ့ခါကြောက်လဲဗျာเนาะဒါမှ100ရာခိုင်နှုန်းလုံးကိုကြိုက်ဖို့တော့ကကြောက်လဲကျွန်တော်မှမဟုတ်ပါဘူးဖျားသခင်လည်းဆင်းလုံးနိုင်မယ်လို့ကျွန်တော်မထင်ဘူးဗျာတရားမင်းလည်းဆင်းလုံးဒေါအောင်ဆန်းစုကြည်ဆိုဝေးစွာပါဗျာကျွန်တော်တို့ဆိုလို့ရှိရင်လုံးဝကတ်လို့မရပါဘူးအဲ့တော့လူမှုနေဆုံးတော့ဗျာเนาะကျွန်တော်တို့လူချင်းတွေ့ဆုံကြတယ်လူချင်းတွေ့ဆုံတဲ့အခါမှာကိုစီအနေနဲ့ယူသားပါတယ်ဘာကြောင့်လဲဆိုတော့ကိုထောက်ဖို့တွေကိုကျွန်တော်တို့အမြင်စောင်းကောင်းစောင်းနိုင်တယ်ခင်ဗျားတို့ပြောကောင်းလည်းပြောနိုင်တယ်ဒါပေမဲ့ကိုစီရဲ့ဒီထောက်ဖို့အလုပ်တွေပေါ့เนาะကျွန်တော်သိလည်းမသိပါဘူးဒါပေမဲ့ကျွန်တော်အပြင်ပန်းလေးလာမှုရဆိုလို့ရှိရင်သိလည်းသိမှာသိစရာလည်းမလိုကျွန်တော်တို့တွေ့ဆုံမှုမှာနိုင်ငံရေးလည်းတခွန်းမှမပြောဘူးဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်ဆောင်းတာပြောရပါပဲကျွန်တော်ကိုဘောမတွေဝိုင်းတိုက်ခိုက်တဲ့အချိန်မှာကျွန်တော်အတွက်ပြည်သက်တွေကကံကောင်းကြတယ်ဘောမတွေကိုကျေးဇူးတင်ပါတယ်ဘောရန်ပိတ်တဲ့သူတွေကျွန်တော်ကျေးဇူးတင်တယ်ဘာကြောင့်သူတို့တိုက်ခိုက်လို့ကျွန်တော်ကိုစီတို့ချစ်လာရတာခင်လာရတာအဲ့ဒီအချိန်မှာကျွန်တော်ပြည်သက်တွေအများကြီးရခဲ့တယ်နော်ပြည်သက်အများကြီးသူတို့ရဲ့ကျေးဇူးတင်ပါတယ်နော်အခုချိန်ကြီးလည်းတိုက်ခိုက်နေခင်ဗျားတို့ကျွန်တော်ကျေးဇူးမမေ့ပါဘူးနော်အဲ့တော့ဒီချစ်ခင်မှုတွေလေးစားမှုတွေတူကျွန်တော်တို့ကျန်တဲ့လူမှုရေးရလွယ်ပြီးကျွန်တော်ဘာမှလည်းမသိဘူးသိလည်းမသိချင်ဘူးသိဖို့လည်းမကြိုးစားဘာကြောင့်သူလုံနေတဲ့အလုပ်ကကျွန်တော်လုံနိုင်မှာမဟုတ်ဘူးသူထောက်ဖို့လုပ်တယ်ကျွန်တော်လုံနိုင်မှာမဟုတ်ဘူးကျွန်တော်ခုလိုမျိုးပေါ့နိုင်ငံရေးလူမှုရေးအဖြစ်ကျွန်တော်ရဲ့ရက်တီချက်ကိုလည်းသူလုံနိုင်မှာမဟုတ်ဘူးအဲ့တော့သူလုံနိုင်ခွင့်ကိုကျွန်တော်လေးစားတယ်ကျွန်တော်လုံနိုင်တဲ့အရာကိုလည်းကိုစီလေးစားတယ်အဲ့လေးစားမှုတွေပဲရှိတယ်ကျန်တဲ့နိုင်ငံရေးကျွန်တော်ပြောဦးမပြောတာဗျာပုံရင်ပြောမှာကျွန်တော်တို့တနေ့ပြောတာဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပါစားမယ်ဘာတော့မယ်ဒီလောက်ပဲကျွန်တော်တို့ပြောတာအဆင်ပြေရလားနော်မိတ်ဆွေဒီလိုပဲကျွန်တော်တို့ပြောကြတာရှိတယ်အဲ့တော့နိုင်ငံရေးပတ်သက်မှုကျွန်တော်တို့မှာတော့လုံးဝမရှိဘူးမရှိဘူးနောက်တစ်ခုကတော့သူ့ကိုကျွန်တော်ကအပြင်ပန်းလေ့လာမှုမိတလို့ဆိုလို့ရှိရင်စကားပြောဖြောင်းမှတ်တယ်သူ online ပေါ်မှာပြောနေတယ်လို့ပဲအပြင်မှာလည်းဖြောင်းဖြောင်းနန်းနန်းပြောတဲ့ပုံကိုတစ်ခါကျရင်ကျွန်တော်စဉ်းစားငါသူနဲ့ပြောနေတာသူ live ပြောနေတာထိုင်ကြည့်နေတာပုံစံမျိုးဖြစ်တယ်အားကြောင့်လဲဆိုတော့သူကနာနဲ့အပြင်မှာလည်းဒီလိုပဲပြောတတ်တဲ့ပုံကိုဖြစ်တယ်နော်အဲ့တော့သူနဲ့ကျွန်တော်နဲ့ဆုံပြီးတဲ့ခါမှာကျွန်တော်နိုင်ငံရေးလည်းမပြောပါဘူးနော်ကျွန်တော်တို့မှာပုံကိုရေးခင်မင်းမှုပဲရှိတယ်ဒီလောက်ပဲရှိပါတယ်နောက်ထပ်ချုပ်အားဖြင့်ကျွန်တော်ပြောမယ်ဆိုရှင်တော့ကျွန်တော်ကိုတိုက်ခိုက်တော့300ခိုင်နှုန်းဒီအတကုံမဲ့ online ပေါ်ကိုစီကတခုရှိတာကိုစီကနည်းနည်းတော်လေးကိုယူသားပြီးတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လေအစင်တန်းမခွဲခြားဘဲနဲ့အားလုံးကိုဘယ်လိုခေါ်မလဲပြန်ပြီးတော့တုံ့ပြန်ပေးတယ်ဆိုတာခင်ဗျားတို့ကျေးဇူးတင်ရမှာကျွန်တော်အဲ့300ခိုင်နှုန်းတိုက်ကကျွန်တော်ဘယ်တော့မှလက်လည်းမကြည့်ဘူးသိလည်းမသိချင်ဘူးစကားလည်းမပြောကျွန်တော်အချိန်သိမပေးနိုင်ဘူးတဲ့မလားကျွန်တော်မှန်ကန်ကန်နေပြောတယ်ဦးမင်းအောင်လည်းဝေဖန်တယ်ဗျာစစ်တပ်လည်းဝေဖန်တယ်အဲ့လိုပြောတဲ့အချိန်မှာအဲ့ဒီဘောမှ300ခိုင်နှုန်းလောက်ကအသက်ကုန်ဆဲတာ line ပေါ်ကနေပြီးတော့ဆဲဘယ်လိုပဲဆဲကျွန်တော်ဆိုလို့ရှိရင်သတိလည်းမကြည့်လည်းမဆိုင် line ပေါ်လည်းမတင်ဘူးတဲ့မလားလှည့်လည်းမပြောတော့အမြင်မတူလို့ချင်းကြော်သွားလိုက်ကွာဒီလောက်ပဲကျွန်တော်ပြောလိုက်တယ်ကိုစီကြတော့မဟုတ်ဘူးဗျ
သူ့ကိုထောက်ခံတဲ့69ရာခိုင်နှုန်းကိုသူဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နည်းနည်းပေါ့ထောက်ခံတဲ့သူရှိနေအဲ့3ရာခိုင်နှုန်းလောက်မ1ရာခိုင်နှုန်းလောက်ကို तू ကထိုင်ပြီးတော့ပြန်ပြီးတော့ရင်ဆိုင်ပြီးတော့စကားပြောတဲ့ခါကျတော့အော်ဒီလူကအစင်တမ်းမခွဲခြားတတ်ပါလားကျွန်တော်သွားတွေ့တယ်ဒီလူကဘယ်သူမှအကုန်လုံးလက်ခံစကားပြောပါလားကျွန်တော်ဆိုလို့ရှိရင်ပွင့်လေပြောတာကျွန်တော်တပြိုထင်းထင်းလို့ထင်တာနဲ့ကျွန်တော်အချိန်အဲ့လောက်မပေါ်အဲ့တော့ကျွန်တော်အနေနဲ့လက်ခံစကားပြောလိုက်မှတော့မထင်နဲ့ဘယ်တော့မှလက်ခံစားမဘယ်တော့မှဘာကြောင့်အမြင်တူလို့ရှိရင်ကြော်သွားလိုက်ပေါ့ဗျာဘာကြောင့်လဲဆိုတော့ဟိုရောက်စီကိုချောင်ချင်မှဖြစ်နိုင်ဘူးအကိုစီကြောက်လေသူ့ရဲ့ဒီလူမှုဆက်ဆံရေးမှာသူအကုန်လုံးကိုလက်ခံစကားပြောတတ်ပေါ်ရပါတယ်เนาะအဲ့ဒါခင်ဗျားချီအောင်ချီကျူးအောင်မှာသူကျွန်တော်နဲ့သူနဲ့ကွာလာဆိုတော့အဲ့တခုပဲရှိတယ်အဲ့တော့အားလုံးကိုသူလက်ခံစကားပြောပြီးတော့3ရာခိုင်နှုန်းလောက်ကိုသူအာယုံစိုက်မိသွားတယ်69ရာခိုင်နှုန်းအာယုံစိုက်လိုက်ပါเนาะကိုစီအဲ့လူတွေကလန်ကြသွားမှာဟောခင်ဗျားရဲ့ဒီပေါ့ power social influence power တော်တော်ကြီးပါတယ်เนาะကိုစီဆိုလို့ရှိရင်အဲ့တော့ကို power နဲ့ကိုကဆက်သွားမှာခင်ဗျားသူတို့ပဲလန်ကြသွားမှာเนาะကျွန်တော်ကဒါကိုတွင်းမို့လို့ကျွန်တော်ပြောတာဘောမှာ300ခန့်လုံးလုံးဝလန်ကျသွားပါပြီခုသူဘာမှမပြောတော့ကျွန်တော်ပတ်သက်ပြောလို့လေသူတို့မှပြောနိုင်တဲ့ချိန်နဲ့မရှိတော့ဘာကြောင့်လဲဆိုတော့ပြည်သူဆုံးဖြတ်သွားလိမ့်မယ်ပြည်သူ90ရာခိုင်နှုန်းကျော်ကထောက်ခံနေဆိုရင်ကျွန်တော်မတရားဝင်တယ်နော်အခုက90ရာခိုင်နှုန်းကျော်ကြီးဗျာနော်အဲ့တော့တရားဝင်ုံနဲ့မကပါဘူးဝင်တဲ့ထက်ဝင်သွားပါပြီနော်အဲ့တော့သူလန်ကျသွားတာမဟုတ်နဲ့ကိုစီကိုတိုက်ခိုက်နေသူတွေလန်ကျသွားမှာပို့ဆိုတာကအမှန်တရားသမား2ယောက်ပေါင်းစည်းတယ်တွေ့ဆုံတဲ့အခါမှာတော့ပရိသတ်အားပိုပြီးကြီးပါတယ်နော်ကျွန်တော်ပရိသတ်အားအရန်ကိုကြီးပါတယ်ဘာကြောင့်လဲဆိုအမှန်တရားကိုချစ်တဲ့ပရိသတ်ကျွန်တော်နောက်မှာအများကြီးရှိတယ်ကျွန်တော်ကဘတ်လည်းမခွဲတတ်ဘူးကျွန်တော်ဘတ်လည်းမသိဘူးကျွန်တော်စိတ်လည်းမသိဘူးအနီလည်းမသိဘူးကျွန်တော်ခင်ဗျားတို့ပြည်သူဖြစ်နေမှမြင်တယ်ဟုတ်လားကျွန်တော်ကပွင့်နေပြောရင်အတိုင်းဝိုင်းဆိုရင်ဘယ်သူမှညီကောင်မောင်တို့မှမိဘတော်မှအမှန်တရားနဲ့ပတ်သက်လာလို့ရှိရင်ထိဆိုင်တာမဟုတ်ဘူးအဲ့တော့အမှန်တရားနဲ့ပတ်သက်လာရင်ကျွန်တော်အမှန်တရားကိုချစ်တဲ့သူတိုင်းကကျွန်တော်အတိုင်းဝိုင်းဖြစ်တယ်ခင်ဗျာနေတာစိမ့်တာဝါတာစစ်တပ်ပဲဖြစ်ဖြစ်ဥမင်းအွန်လိုင်းပဲဖြစ်ဘယ်သူမှကြည့်မဆိုင်ဘူးเนาะအဲ့တော့အမှန်တရားကိုချစ်တဲ့သူတွေဝင်းရံလာပါလိမ့်မယ်နောက်ဆုံးပိတ်တော့ဘောမတွေလန်ကျသွားသလိုပဲကိုစီကိုတိုက်ခိုက်နေတော့သူတို့ကြောက်လဲကျွန်တော်တော်လိုင်းအင်အားစုတွေပေါ့ဗျာเนาะအနီးကွဲလဲသူတွေတိုက်ခိုက်နေခင်ဗျားကိုလန်ကျလိုက်မယ်ကိုစီရောတော့မလုံနိုင်တော့ပြောရမှာသွားဆန်းလို့မရတယ်ကိုစီပါတယ်ရိုးဖြောင်းတယ်เนาะသူဘယ်လိုခေါ်မလဲသူအပြင်ပန်းကျွန်တော်လေ့လာကြည့်တော့ဆိုရင်တော့ပြောလဲရိုးသားပါတယ်ပြတ်သားပါတယ်เนาะကျန်တဲ့ညီကိုလဲဒီလိုပဲခင်မကောင်းကြပါနော်သူတို့လန်ကျသွားပါပြီနော်လန်ကျသွားမှာပါအချိန်တိုင်းလန်ကျသွားပါလိမ့်မယ်အဲ့တော့ fighting မှာကျွန်တော်တို့ကတော့အမှန်တရားအတွက်ကတော့နောက်ဆုတ်သွားမှာမဟုတ်လှုပ်ရှားရှိရဆက်လုပ်သွားမှာကောင်းကိုစီးတဲ့ live လွှင့်ပေးပါဟုတ်ကဲ့ကျွန်တော် live လွှင့်ပေးနောက်ဆိုတော့ကျွန်တော် live လွှင့်ပေးလို့ရှိပါတယ်နော်ကောင်းရေးနေလိုက်တော့အမှန်တရားကိုထောက်ခံသူတွေကျွန်တော်မှဝင်းရံနေသူအပြည့်အဝရှိပါတယ်ဟုတ်ပါပြီညီကောင်မများရယ်နော်ဒီနေ့ကျွန်တော် live လေးကတနာရီနဲ့10မိနစ်ကြာသွားပြီအားလုံး chicken လေးစားလေးရပါတိုက်ခိုက်နေတဲ့သူကိုပြောမယ်ဘောမတွေကျွန်တော်တိုက်ခိုက်ရင်းနဲ့လန်ကျသွားတယ်ပိတ်တာသူတို့ကပါဇက်ပိတ်သွားတယ်ကျွန်တော်ရဲ့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အမှန်တရားပြောဆိုမှုတွေပြိဿအားပေးမှုတွေအမှန်တရားနဲ့ပတ်သက်ပြီးတော့တွားနေမှုတွေကလုံးဝရက်တက်မသွားဘူးသူလန်ကျသွားအချိန်တန်တော့သူတို့ပဲလန်ကျသွားတယ်ကိုစီလန်ကျသွားစရာအကြောင်းမရှိဘူးနော်ကိုစီကိုတိုက်ခိုက်နေတယ်ခင်ဗျာအချိန်ကျရင်လန်ကျသွားလိမ့်မယ်အဲ့တော့အားလုံးကိုချစ်ခင်လေးစားလေးရပါနော်ကျွန်တော်အကုန်လုံးကိုချစ်တယ်အမှန်တရားကိုချစ်ကျွန်တော်ကိုချစ်တာတူတူပါနေတာစိမ့်တာဝါတာမိသားစုဘယ်လိုခေါ်မလဲဆိုတော့ညီကောင်မောင်မဆိုကျွန်တော်မသိဘူးကျုပ်သိတာအမှန်တရားပဲနော်ကျွန်တော်သိတာအမှန်တရားပဲအမှန်တရားကိုချစ်ကျွန်တော်အမျိုးပါပဲကျွန်တော်ညီကိုပါပဲကျွန်တော်မိတ်ဆွေပါပဲကျွန်တော်ချစ်ရတဲ့ငယ်ချင်းပါပဲနော်အဲ့တော့ကျွန်တော်ချစ်ရင်ခင်ဗျားအမှန်တရားချစ်လို့ပါဗျာနော် like လေးချပြကြစေ